cheese အမြင်အများကြီးနဲ့ကွန်တော်လေးလုပ်ပြမှာဖြစ်ပါတယ်အရန်စားကောင်းပါတယ်စိမ့်ပြီးတော့လေသူ့ရဲ့အရာသာပူပူနွေ့နွေ့စိမ့်စိမ့်အပြင်သားကျွတ်ကျွတ်နဲ့အထက်ကကြတော့ကျွန်တော်ကြက်ဥချောင်းလေးကလည်းတဝက်ပါသေးတယ်ပေါ့နော်ပြီးရင်အပေါ်က bracket နဲ့အထက်ကမုံနဲ့တာနုနုညံ့ညံ့လေးနဲ့တော်တော်စားကောင်းပါတယ်အပေါ်ကနေကျွန်တော်တို့ mayonnaise ရဲ့ခရမ်းချင်ဒီဆော့ကတ်ချက်ရဲ့ဆန်ပေးထားပါတယ်မာလာရတာကြိုက်တဲ့သူအတွက်ကကြတော့အပေါ်နေမာလာမုံလေးထပ်ဖြူပြီးစားရင်စိတ်စိမ်လေးနဲ့မွေမာလာရတာမာလာအရတာမာလာအနက်မွေလေးနဲ့ပေါ့ပိုစားလို့ကောင်းပါတယ်ဒီလိုမျိုးကွန်တော့လုံနီးလေးကိုကျွန်တော်တို့ဒီအကိတ်ကပြန်လဲမျှဝေပေးမှဖြစ်ပါတယ်ပထမဦးဆုံးကျွန်တော်ဒီ mozzarella cheese အတုံးလေးတွေကိုအခုလိုမျိုးတုံးပါမယ်ကျွန်တော်ကတော့ဒီ macro ကနေဝယ်လာတာဖြစ်ပါတယ်ဒီက quality လည်းကောင်းတဲ့mozzarella cheese အမျိုးအစားဖြစ်